Hello guys အားမင်္ဂလာပါခီပါခီကဒီနေ့မှာစပင်းနှစ်ထပ်လုံနီးလေးကိုပြသွားမှာပေါ့နော်စပင်းလုံးနှစ်ထပ်လုံနီးကတချို့တော့တူတွေမသိသေးဘူးပေါ့နော်စပင်းကိုရိုးဒီတိုင်းထားရထားလဲဆိုလို့ရှိရင်တော့စပင်းနှစ်ထပ်လုံနီးလေးကလွယ်ကူပြီးတော့ချစ်စရာကောင်းတယ်ပေါ့နော်ကဲအဲ့တော့စပင်းနှစ်ထပ်လုံနီးလေးကိုပြပါမယ်ရုံဆုံးနေနဲ့ကျမတို့ဝစ်စားလဲမယ်ပေါ့နော်ဝစ်စားလဲပါမယ်ရှင်ကျမတို့ဝစ်စားလဲအခါမှာကြိုက်တဲ့ဝစ်စားကိုလုံးဝလဲလို့မရဘူးပေါ့နော်အစကိုပြန်သွားလိုက်ပါသွားပြီးလို့ရှိရင်ကျမတို့မှာ winding dress ဆိုတဲ့ဟာလေးရှိပါရှင်အားလေးကိုကျမတို့နှိပ်ပါမယ်ခီရိုပေါ့နော်ခီရိုနှိပ်ပြီးလို့ရှိရင်ကိုကြိုက်တဲ့စပင်ကိုအောက်ပေါ့နော်ကိုအောက်မှာဒီစပင်နှစ်ထပ်လုံးမယ်ဆိုတော့အောက်ထပ်မှာကိုထားမယ်စပင်လေးပေါ့နော်ထားမယ်စပင်လေးကိုရွေးပါရှင်ကျမကတော့ဒီစပင်လေးထားမယ်လို့စိတ်ကူးထားပါတယ်ကိုကြိုက်တဲ့အရာလေးပြောင်းထားပါခီတီကတော့ဘောနော်ကျမကတော့အပြောင်းလေးပြောင်းထားပါတယ်ခီတီကအပြောင်းလေးပြောင်းထားပါတယ်ရှင်ပြီးတော့ဘွားရဲ့အိမ်ကိုတော့ပါရှင်ဒီဂျပန်နဲ့ပဲတော့လိုက်ပြီနော်ခီတီကိုသွားပြီးလို့ရှိရင်မီနူရဲဝင်ပြီးတော့ဘွိုင်းကိုပြောင်းပါဘွိုင်းကိုပြောင်းပြီးလို့ရှိရင်ကဲကိုလက်တွဲလိုက်ပါလက်တွဲပြီးလို့ရှိရင်ခီရိုဒီမှာကလုံဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒါကိုပွားတာပေါ့နော်အဲ့ဒါလေးနှိပ်လိုက်ပါမယ်နှိပ်ပြီးလို့ရှိရင်ခီရိုဒီဘွားရအနည်းဒီကောင်မလေးပေါ့နော်အဲ့ကောင်မလေးကိုထပ်ပြီးတော့အနားကပ်ပြီးတော့ဒီလိုမျိုးပြန်လုပ်လိုက်ပါမယ်ပြီးရင်ထပ်ပြီးတော့ခီရိုကကလုံကိုပဲပြန်နှိပ်လိုက်မယ်ဆိုရင်ပျောက်သွားပြီပေါ့နော်နည်းနည်းအမှခီရိုပြန်ပြီးတော့ဂဲကိုပြန်ပြောင်းပါမယ်ပြောင်းပြီးလို့ရှိရင်ခီရိုဒီမှာဂဲစစ်ကဒီကောင်မလေးကိုစကားသွားပြောရပါမယ်စကားတော့ပြောမှာပေါ့နော်စကားတစ်ခုလောက်ပြောပါမယ်ချီမွန်းတဲ့စကားပေါ့နော်ပြောပြီးလို့ရှိရင်ခီတို talk နဲ့ဝင်ပြီးတော့ဒီမှာသူ့အင်ဂျီပုံလေးမှာအင်ဂျီပြောင်းပေးရမှာပေါ့နော်အကြိုက်တဲ့အင်ဂျီပြောင်းလို့မရဘူးခီတိုနှစ်ခုတော့ရှိရဲ့ဒီအင်ဂျီသို့မဟုတ်ခီတိုဒီအင်ဂျီဆိုပြီးပြောင်းလို့ရပါတယ်ခီကဒါလေးကိုလိုကူပဲပြောင်းလိုက်ပါတယ်ပြောင်းပြီးလို့ရှိရင်ခီရိုက talk နဲ့ဝင်ပြီးတော့ခီရိုသူ့ကို carry ရပါမယ်သူ့ကိုချီရမယ်ပေါ့နော်ချီလိုက်ပါမယ်ရှင်ချီပြီးဘွိုင်းပြန်ပြောင်းပါမယ်ဘွိုင်းပြောင်းလေးရတော့သိမယ်လို့ထင်တယ်ပေါ့ဒီမှာအဲ့အောင်နှိပ်ပြီးတော့ဘွိုင်းကသူ့ခဲကိုထပ်ပြီးတော့ carry လိုက်ပါမယ် carry ပြီးဆိုပြန်လှုပ်ချလိုက်ပေါ့နော်ဒီလိုလက်ကြီးကတန်းသွားပြီဆိုပြီးရင်ခဲပြန်ပြောင်းပါပြောင်းလို့ရှိရင်ဒီကောင်မလေးကိုထပ်လှုပ်ချလိုက်ပြီးတော့အိမ်ထဲဝင်ပြီးတော့ခီတို့ကိုကြိုက်တဲ့စပင်ကိုတော့ပြောင်းမယ်ပေါ့နော်ကိုကြိုက်တဲ့စပင်လေးကိုပြောင်းပါခီရကောပြောင်းကောင်းလေစစ်စားနေခီဒီစပင်းလေးပြောင်းလိုက်ပါမယ်အမခီကိုဒီမှာပေါ့နော်ကရုံးဖြစ်သွားပါပြီကရုံးကြီးပေါ့နော်ဖြစ်သွားပြီစိတ်မပူပါနဲ့ခီကိုကလုတ်ရဲဝင်ပြီးတော့ကိုကြိုက်တဲ့အင်ဂျီကိုပြောင်းချလိုက်ပါခဏပါခီကြတော့ light မဲ့အင်ဂျီလေးပြောင်းကျင်တယ်ပေါ့နော်ခေတာလေးပြောင်းချလိုက်ပါပြီကဲဒါဆိုလို့ရှိရင်တော့ခီကိုဒီလိုလေးဖြစ်သွားပြီပေါ့နော်အဲ့ဒါခီကိုမီနူရဲဝင်ပြီးလို့ရှိရင်ဒီမှာ Chara active item active ဖြစ်ပါတယ်အဲ့ယူသွားပါသွားပြီးလို့ရှိရင်ခီကိုဒီမှာဟဲကာလာဆိုရှိပါတယ်အမခီတို့ကိုကြိုက်တဲ့အရာကိုပြောင်းပါရှင်ဒီတော့ဘာရောက်နေလိုက်လို့လည်းမသိဘူးကဲပန်းရောင်လေးနဲ့လိုက်တယ်ပေါ့နော်အဲ့တော့ပန်းရောင်လေးနဲ့လှုပ်ထားပါတယ်ဒီမှာဆိုရင်စထုံးလေးကိုမှခီတို့စပင်လေးနဲ့ပေါ့နော်အရန်ချစ်စရာကောင်းပါတယ်ခုနခီတီသုံးထားတဲ့ဒီကလုံပေါ့နော်အဖြစ်သုံးထားတဲ့မိန်းကလေးအတူကတော့မျက်နှာမရှိတော့ဘူးပေါ့နော်ဒါပေမဲ့ခီကတော့စပင်နှစ်ထပ်နဲ့ဖြစ်သွားပါပြီဒါကတော့စပင်းနှစ်ထပ်လုံးနည်းလေးပဲဖြစ်ပါတယ်အားလုံးကြိုက်ကြမယ်ထင်ပါတယ်ရှင်ဘိုင်ဘိုင်